လောကမှာတယောက်တည်းနေတာဟာတော့အေးချမ်းမှုအရှိဆုံးလို့ပြောအောင်သို့သောလူတွေဘာလို့တယောက်တည်းမနေနိုင်ကြသလဲဆိုရင်စိုးရင်တော့ကရှိလို့တယောက်တည်းမနေနိုင်မျိုးမျိုးတွေးတယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ကြဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူးအဲ့ဒီကြားထဲမှာလူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယ်နှစ်ယောက်အတူနေပေမဲ့လို့ကြောချင်းပေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲနော်မိသားစုတဲမှာကိုရှိယနေ့ချင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတွေရှိကြတယ်ဘယ်လိုအတွေးနဲ့ဘယ်လိုနေကြသလဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရဘူးမနေချင်ဘူးနေတော့နှစ်ယောက်အစမြည်ပြေတဲ့ဘဝမှာနှစ်ယောက်နေတာကြတော့ငြိမ်းချမ်းမှုကတခါဆုံးရှုံးပြန်တယောက်တည်းဆိုတော့စကားများစရာတော့မရှိဘူးနှစ်ယောက်ဆိုရင်တခါမဟုတ်တခါစကားများကြတယ်ရှံဖြစ်ကြတယ်ပေါ့နိုင်ငံခြားလူတွေလည်းဒီတိုင်းပဲမထူးပမာရီဗုဒ္ဓဘာသာတွေမှာမဟုတ်နိုင်ငံခြားလူတွေလည်းတယောက်တည်းနေခြင်းleave me alone လို့ order သူတယောက်တည်းနေမယ် leave me alone ဆိုပြီးတော့ order တယောက်တည်းနေပြန်တော့လေလုံးလေးဖြစ်တယ်ကြောက်ပြန်တယ်နော်လုံးလေးဖြစ်လာတော့ဘာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာပြန်တယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နှစ်ရက်သုံးရက်လောက်ပဲဆင်ပြေတယ်နောက်ရက်ကျဆင်ပြေလူတဘာဝကတွေးစားရအခက်ကြီးပဲအဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းတာလဲဒီစိတ်ပဲနှစ်ယောက်မတည့်တာလဲဒီစိတ်ပဲအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာမြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကတော့တရားထွေးနေရတဲ့အကျိုးကျေးဇူးတွေကိုဟောကြားဆုံးမထားတာရှိတယ်နှစ်ယောက်နေလို့တဦးနဲ့တဦးနဲ့အဆင်ပြေလို့ဆုံးမဩဝါဒတွေရလို့အကူအညီရလို့ဆိုရင်နှစ်ယောက်နေတာအဆင်ပြေတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်လို့တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းရဲ့အကျိုးကျေးဇူးကိုဖော်ပြတဲ့အခါမှာရှေ့မျောကြည့်လိုက်တယောက်မှမရှိနောက်လှည့်ကြည့်တယောက်မှမရှိလမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့တဲ့ထိုင်ရင်တဲ့နေရာထိုင်လို့ရတယ်ထိုင်ရင်တဲ့နေရာလဲထိုင်လို့ရတယ်ထိုင်ခြင်းသလိုလဲထိုင်လို့ရတယ်ကိုမြင်မဲ့လူတယောက်မှမရှိဘူးလို့ဆိုလို့လွတ်လပ်မှုရဲ့အရာတာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်ဘယ်သူနဲ့စကားများအောင်မလို့ဘယ်သူနဲ့မှမများစရာမရှိတော့ကိုတယောက်တည်းအေးချမ်းနေတယောက်တည်းနေရတဲ့အရာတာကိုမြတ်စွာဘုရားရဲ့တပည့်တွေတဲ့ပထမဆုံးတာဝကကြီးရှင်ကွန်းတင်ညဆိုတယောက်တည်းနေသွားတာဟောတပည့်ဆက်ကြတရားဟောတော့ကတော့ပိဿဝဂီ၅ပါးအတူနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာရှင်ကွန်းတင်ညတယောက်တည်းနေတာဘယ်သူနဲ့မှမတွေ့ရတဲ့နေရာသွားနေတယ်ဘယ်သွားနေတော့ဆိုရင်ဟိမန္တတောင်ခြေကတောင်တန်းထဲမှာသတ္တန္တဆိုတဲ့ရေအိုင်ကြီးရှိတယ်အဲ့ဒီသတ္တန္တရေအိုင်ကြီးနားမှာကမ္ဘာထကြောင်းလေးနဲ့နေတယ်တပါးတယ်
တရားတော်များနေ့စဉ်နိုင်ယူနိုင်ရန်ကျွန်တော်ရဲ့ဓမ္မရှိ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်